နော် okay အခုဒီနောက်တော့ဖဲရခြင်းလို့ပါဘရိုးတို့မှာဒီကတိုက်ရချင်းမှာရိုက်ချင်းနေမှာရက်လို့ပြောမှာရပြီနော် yes ဒီနောက်ပါဟုတ်လားဟုတ်လားဒီနောက်အဲ့မှာဖဲတစ်ချက်ထုတ်လိုက်မယ်နော်ဒီဖဲကဘာလဲဆိုတာလူနာလည်းမသိတယ်လူနာလည်းမသိတယ်ဟုတ်ပြီအခုဘရိုးတို့မှာဖဲရတို့လှန်ပြီးတော့အောက်ကိုသူချနေတာကွာဒါလူနာကကြိုက်တဲ့ရက်ချင်းတဲ့အချိန်မှာရက်လို့ပြောရင်ရပြီကြိုက်တဲ့နေရာမှာရက်လို့ပြောလို့ရတယ်တစ်ထုံလုံးပေါ်မှာရက်လို့ပြောလို့ရတယ်တော့တော့ပြောလို့ရတယ်ဘူးချင်းပြောလို့ရတယ်နောက်မှပြောလို့ရတယ်မနေ့ကမှပြောလို့ရတယ်ရက်နော်ရက်ပြီးတော့ဘယ်နော်ရက်လိုက်တော့ဒါချအောင်ချတယ်ချတော့ရချတော့အဲ့တော့အပွားဥပ္ပနဲ့ပုံဖြောက်ရတယ်ဆိုတော့နှစ်ပုံဖြောက်သွားပြီဟုတ်ပြီနော်ဟုတ်ပြီဒီနှစ်ပုံနဲ့တစ်ပုံရွေးတယ်ပဲပုံရွေးမှာဒီပုံရွေးမှာဟုတ်ပြီအဲ့တော့လူနာဒီပုံရွေးလိုက်တော့ဒီပုံရဲ့အပေါ်ဆုံးချက်ကိုလှန်လိုက်ဘာလို့အပေါ်ဆုံးချက်ကိုလှန်လိုက်ဆိုတော့ဒီအပေါ်ဆုံးချက်က instruction ကပြောပြလိုက်မှာကွာဒီဘက်ကဘယ်နှချက်ချမလဲဆိုရင်အဲ့ဒါလှန်လိုက်မှာပါလဲဆိုတော့ဒါ9တဲ့9ဆိုတော့ဒီဘက်က9ချက်ချနော်အဲ့တော့1 2 3 4 5အဲ့တော့အခုကအပေါ်ကတစ်ပုံနှစ်ပုံသုံးပုံလေးပုံဖြစ်သွားတယ်။မျက်လက်မှာတန်လိုက်တဲ့တွေပဲရှိတော့ရုံလား။မယုံလို့လည်းမရအောင်။အဲ့ဒါကဒီပုံ9ဖြစ်တာနဲ့ဘယ်လိုဖြစ်သွားဆိုဒီရဲ့အပေါ်လုံးချက်ကအလုံးနေ9ဖြစ်သွားတယ်။ဒီကောင်9ဖြစ်တာနဲ့ဒီကောင်ကလည်းအလုံးနေ9ဖြစ်သွားတယ်။အော်ပထမဆုံးကဒူနာရွေးတဲ့ဖြစ်ရတယ်ဘာဖြစ်သွားလဲဆိုတော့။ဟာဖြစ်။အော်